Sing it there, say show there. Sing it there, say show there. Say don't copy there. Era the yolo. Fan now. Fan now. Shin fan look your. As soon the fan now and shin fan upload quachale. The video ma, you know, net to do lila jiang. Fan now has solution, you know. Sing it there, say show there with an aha. Nene, puma degree mine. ရှင်ဖန်ကြတော့စိတ်နဲ့စိတ်ရှုပ်တာအခုလောလောဆယ်ဆယ်မှာဖြစ်တဲ့နည်းနည်းအပေါ်ယံစိတ်ရှုပ်စရာလေးတွေကိုဖော်ပြတဲ့အချိန်မှာရှင်ဖန်နဲ့ပြောမယ်ဖန်နောက်ကြတော့ကျွန်တော်အချိန်ကြာကြီးကျွန်တော်တို့အရင်ကတည်းကနေအခုထိရဲ့အကြာကြီးကျွန်တော်စိတ်ဆင်းရဲနေတဲ့စိတ်ရှုပ်နေတဲ့စိတ်ငစ်စရာကြီးဖြစ်နေတဲ့အချိန်တွေမှာဖန်နောက်နဲ့ပြောလို့ရတယ်ရှင်ဖန်ကတော့အခုလောလောလတ်လတ်ဖြစ်တဲ့ပြဿနာကိုပြောတဲ့အချိန်မှာရှင်ဖန်နဲ့ပြောမယ်ဖြစ်ပါတယ် example 讲他最近有很多烦恼他最近有很多烦恼他都最近哭了咯谁哭的咯嘛有很多烦恼心里想谁说想买西呢嘞吃饭我边讲我今天工作很忙感觉很心烦我今天工作很忙啊今天阿路也忙呢嘞感觉很心烦啊အရန်ကိုစိတ်ရှုပ်တယ်စိတ်ညစ်တယ်လို့ခံစားရတယ်။ဆိုရင်今天ဆိုဒီနေ့ဖြစ်တဲ့ပြဿနာတွေမှာကြတော့ရှင်းဖန်နဲ့သုံးမှာဖြစ်ပါတယ်။ Okay နောက်တစ်ခု他承受着生活上的许多烦恼他承受着生活上的许多烦恼他သူက承受ဆိုတာခံစားလာရတယ်တီးခံလာရတယ်生活上的ဆိုတာကျွန်တော်တို့အသက်ရှင်နေထိုင်တဲ့အချိန်မှာခံစားရတဲ့ပြဿနာတွေစိတ်ငြိစရာတွေအများကြီးကိုသူတီးခံနေရတယ်ပေါ့နော်他承受着生活上的许多烦恼 OK 新翻译 example ပြန်ကြည့်အောင်交通堵塞让他非常心烦交通堵塞让他非常心烦交通堵塞交通ဆိုတာလမ်းပန်းဆက်တွေရေး堵塞ဆိုတာ traffic ကားတွေအရင်ကြချင်းဟာ让他堵ကိုပါဖြစ်စေလေ心烦စိတ်ရှုပ်စရာစိတ်ငြိစရာတွေဖြစ်စေတယ်交通堵塞让他非常心烦 OK နောက်တစ်ခု example ပြန်ကြည့်အောင်他为升职失败而烦恼了很久他为升职失败而烦恼了很久他为升职失败而烦恼了很久他为ဆိုတာအတွက်升职ဆိုတာသူရာထူးတိုးဖို့အတွက်失败ဆိုတာရာထူးတိုးတာကြရှုံးသွားတယ်ရာထူးမတိုးဖြစ်တဲ့အတွက်ကြောင့်မို့烦恼了很久သူအစိမ့်ညစ်တဲ့စိတ်ဒုက္ခကိုအကြာကြီးခံစားနေရတယ်他为升职失败而烦恼了很久 OK နောက်တစ်ခုရှင်း翻ရဲ့ example ပြန်ကြည့်အောင်နော်天气闷热让他感到心烦意乱天气闷热让他感到心烦意乱天气闷热ရာဒီဥတုပူအိုက်ဆက်ဆက်ရာဒီဥတုဟာဆိုလို့ရှိရင်让他感到သူ့ကိုခံစားစေတဲ့心烦意乱စိတ်ရှုပ်ခြင်းစိတ်ညစ်စရာတွေကိုဖြစ်စေတယ်天气闷热让他感到心烦意乱ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုမှာ烦恼နဲ့心烦ဒီနှစ်ခုရဲ့ကွာခြားပုံကိုကျွန်တော်လေ့လာပြီးပါပြီ烦恼ကဘယ်နေရာမှာသုံးလဲအချိန်အကြာကြီးအရင်ကတည်းကနေအခုချိန်ထိခံစားလာရတဲ့စိတ်ရှုပ်စရာတွေစိတ်ဒုက္ခတွေကိုဖော်ပြတဲ့အချိန်မှာ烦恼သုံးမယ်ပြီးလို့ရှိရင်烦恼ကတော့ကျွန်တော်တို့ရဲ့ခံစားတဲ့စိတ်ရှုပ်စရာစိတ်ငြိစရာပိုဝင်မှာ degree မြင့်တယ်ပိုလေးနဲ့တယ်ရှင်းဖန်ကြတော့အခုလောလောလတ်လတ်ဒီနဲ့အဲ့လိုမျိုးအချိန်တိုးတောင်းတဲ့အချိန်တွေမှာဖြစ်ပျက်တဲ့စိတ်ရှုပ်စရာတွေစိတ်ငြိစရာတွေကိုဖော်ပြတဲ့အချိန်မှာရှင်းဖန်နဲ့သုံးမှာဖြစ်ပါတယ်ဒါဆိုတော့အကုန်လုံးနားလည်မယ်လို့ယုံကြည်ပါတယ်大家再见